1960လွယ်နှစ်တွေရဲ့နောက်ပိုင်းမှာ Forrest နဲ့သူ့တငယ်ချင်း Baba တို့ဟာ Vietnam စစ်ပွဲကိုဆေးလွတ်ခြင်းခံခဲ့ရပါတယ်။အဲဒီမှာသူတို့ရဲ့အထက်လူကြီးကတော့ခြေဖြတ်ပြီးစစ်မြေပြင်မှာတေဆုံးသွားတဲ့ဘိုးဘေးပြည်ပင်အစင်ဆက်ရှိတဲ့ဗိုလ်မှူး Lieutenant Dan ပါ။ဗိုလ်မှူး Dan က Forrest ကိုတခုပဲမှာတယ်။ခြေထောက်ကိုဂယုစိုက်ပြီးရင်ထူးဆန်းတာတွေရှောင်မလုံနဲ့တဲ့။စစ်မြေပြင်မှာမော်ရီရပောင်းများစွာစတိုက်ရွာနေတဲ့ကနေ့မှာတော့သူတို့တက်ခွဲဟာရန်သူချုံခိုတိုက်ခိုက်တာကိုခံလိုက်ရပါတယ်။လူတွေအတုံးအယုံကြဆုံးနေချိန်မှာ Forrest ကတော့သူ့ရဲ့အပြေးစွမ်းရည်ကိုသုံးပြီးကြီးစန်းတွေကြားတဲ့ကနေဒဏ်ရာရနေတဲ့ရဲဘော်တွေကိုတယောက်ပြီးတယောက်ပိုးချပြီးကဲထုတ်နေခဲ့ပါတယ်။ဗိုလ်မှူး Dan ကတော့သူ့ရဲ့ဂုံတိတ်ခါအတွက်စစ်မြေပြင်မှာပဲတေးချင်ခဲ့တာပါ။ဒါပေမဲ့ Forrest ကတော့သူ့ကိုအတင်းဆွဲခေါ်ပြီးကဲထုတ်ခဲ့ပါတယ်။စိတ်မကောင်းစရာကတော့ Forrest ရဲ့အချစ်ဆုံးတငယ်ချင်း Baba ကတော့အသက်မရှင်နိုင်တော့ပဲ Forrest ရဲ့ရင်ခွင်ထဲမှာတင်အိမ်ပြန်ချင်တယ်ဆိုတဲ့စကားလေးနဲ့နောက်ဆုံးထွက်ချက်ချသွားခဲ့ရပါတယ်။စစ်ပွဲကပြန်လာတော့ Forrest ဟာတင်ပါမှတန်ရာရခဲ့လို့စေယုံတက်ခဲ့ရပါတယ်။အဲဒီမှာပဲသူဟာပင်ပေါင်းဆိုတဲ့အားကစားကိုစတင်တွေ့ရှိခဲ့ရပါတယ်။သူကဘာပဲလို့အာယုံစိုက်တယ်လို့ဆိုတော့ပင်ပေါင်းဘောလုံးကိုပဲကြည်ပြီးရိုက်ရင်းနဲ့နောက်ဆုံးမှာတက်မတော်ကိုစားယူကစားသမားဖြစ်လာခဲ့ပါတယ်။သူဟာတရုတ်ပြည်အထိသွားရောက်ကစားခဲ့ရပြီးပင်ပေါင်းဒီပလိုမစီရဲ့အဓိကလူဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း Forrest ဟာသူရဲ့ကောင်းစု Medal of Honor ရဖို့ဝါရှင်တန်ကိုရောက်သွားခဲ့ပါတယ်။အဲဒီမှာစစ်စန့်ကျင်ရေးစန္ဒပွဲတစ်ခုနဲ့တိုးပြီးမမျိုးလိမ့်မယ်သူ့ရဲ့ငယ်ချီဦးဂျန်နီနဲ့ပြန်ဆုံခဲ့ရပါတယ်။ဂျန်နီကတော့အဲ့ဒီအချိန်မှာ hippie လောကထဲရောက်နေပြီးဘဝကိုလမ်းမရောက်နေရှာတာပါ။သူတို့နှစ်ယောက်ဟာခဏတာစုံစည်းခဲ့ရပေမဲ့ဂျန်နီကတော့သူ့လမ်းသူဆက်လျှော့ဖို့ Forrest ကိုထားခဲ့ပြန်ပါတယ်။ဒီနေရာမှာ Forrest ကပြောခဲ့တဲ့စကားလေးကရင်းထဲထိစရာပါပဲ။ကျွန်တော်ကလူအတယောက်ဖြစ်ချင်းဖြစ်နေမယ်။ဒါပေမဲ့အချစ်ဆိုတာဘာလဲဆိုတာတော့ကျွန်တော်သိပါတယ်တဲ့။စစ်တပ်ကနေအနားယူပြီးတဲ့နောက်မှာတော့ Forrest ဟာသူ့သူငယ်ချင်းပပကိုပေးခဲ့တဲ့ကတိအတိုင်းပုစွန်းဖန်းလူတစီဝေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာခြေထောက်နှစ်ဖက်လုံးဆုံးရှုံထားရတဲ့ပုံမှု Dan ကဘဝကိုစိတ်ကုန်ပြီးအယက်သမားဖြစ်နေရှာပါပြီ။ဒါပေမဲ့သူဟာ Forrest နဲ့ပူးပေါင်းပြီးလွေးပေါ်မှာလိုက်ပါလာခဲ့ပါတယ်။အစာပိုင်းမှာတော့ပုစွန်းတကောင်မှမရပဲအမိုက်တွေပဲဖမ်းမိခဲ့ကြတာပေါ့။ဒါပေမဲ့မုံတိုင်ကြီးတစ်ခုတိုက်ခိုက်ပြီးတဲ့နောက်မှာတော့တခြားလွေတွေအကုန်ပျက်စီးသွားပြီး Forrest ရဲ့လွေတစီတွေပဲကျန်ရစ်ခဲ့ပါတယ်။အဲ့ဒီကစားပြီးသူတို့ဟာပုစွန်းတွေအများကြီးဖမ်းမိပြီး Baba Gump Shrimp ဆိုတဲ့ကုမ္ပဏီကြီးတဲ့သူ့ထေးကြီးတွေဖြစ်လာကြပါတယ်။ဗိုလ်မှူး Dan ကလည်းဘဝကိုပြန်လဲကျေးဇူးတင်တက်လာပြီး Forrest ကိုသူ့အသက်ကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်စကားပထမဆုံးအကြိမ်ပြောလာခဲ့ပါတယ်။နောက်ပိုင်းမှာ Forrest ဟာသူ့ရဲ့ပိုက်ဆံတွေကိုပရာဟီတာတွေမှာလှူဒန်းခဲ့သလိုမမျှော်လင့်မဲ့ Apple ကုမ္ပဏီမှာ share ဝင်ထားမိလို့အကြီးအကျယ်ချမ်းသာလာခဲ့ကြပါတယ်။ဇလန်ရဲ့အဆုံးမှာတော့ Forrest ဟာ Jenny နဲ့ပြန်ဆုံခဲ့ပြီးသူတို့မှာသားလေးတစ်ယောက်ရှိနေမှန်းသိလိုက်ရပါတယ်။ Jenny ဟာယောဂတစ်ခုနဲ့ကွယ်လွန်သွားခဲ့ရပေမဲ့ Forrest ကတော့သူ့သားလေးကိုအကောင်းဆုံးပြုစုပြောထောင်ရင်းဇလန်စရဲတဲ့ကားဂိတ်လေးမှာပဲသားဖြစ်သူကိုကြောင်းကားပေါ်တင်ပေးလိုက်ပါတယ်။ငွေမွေးလေးကတော့လေထဲမှာပြန်လဲလွင့်ပြန်သွားရင်းစကားလေးပြီးဆုံးသွားပါတော့တယ်